当年人嘛，你也来不过的哈，不会干的，没对不对呀？俺那的，弄伢的都标。阿罗没想过呢，对呀，俺那个把来的是。他们太太没发比了，他们太太欧美亚人，他们太太地中亚人是。ဒီဒုက္ခဒီဘက်ကမ်းမှာနေတဲ့ညပုဂ္ဂိုလ်တွေကျုံနေကြရတယ်ဒုက္ခမှန်ပါဗျာတခြားဒုက္ခတွေကိုမပြောနဲ့ဒီဒုက္ခကလူတိုင်းမရှောင်လွှဲနိုင်တဲ့ဒုက္ခမှန်ပါဗျာတို့တော့လောကလူသားတွေကဘုရင်စင်းရဲနာခြင်းစင်းရဲလို့ဆိုပေမဲ့လို့ဘုရားကိုစင်းရဲလို့နာသေးတာကိုစင်းရဲလို့သိပြီးတော့တတိမမပြုတ်တယ်လို့ရှိကြတယ်။ဘာဖြစ်လို့လဲဆိုရိုးရာကြီးတစ်ခုဖြစ်နေတယ်။ရိုးရာကြီးတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်ပူရာဟာလည်းလူသဘာဝပဲတေရာလည်းလူသဘာဝပဲလို့ဆိုတဲ့အမြင်နဲ့ပူချင်းတရားကလွတ်အောင်ဘယ်လိုလုပ်မလဲ။တေချင်းတရားကလွတ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့စေတအထုံးမှုမျိုးကျိုးပါအထုံးမှုမျိုးအလွန်ရှားတဲ့အတွက်တော့မှန်ပါဗျာတော့ကကြီးတန်လျာကြီးထဲမှာပြောသလိုနေသွားပြီးတော့ဥဒိကဟိုကြမယ်တေချေကြတေချာဒါလူသားတွေကြုံရတဲ့သဘာဝပဲလို့ပြဿနာတစ်ခုလို့မထင်ကြဘူးမထင်တဲ့အတွက်ကြောင့်ပြဿနာလို့မမြင်တဲ့အတွက်ကြောင့်အဲ့ဒီအချက်တွေကိုဖြေရှင်းဖို့မကြိုးစားတဲ့ပုဂ္ဂိုလ်များဘူးမှန်ပါတယ်ဆရာယေရှုကြားကတော့အဲ့လိုမမြင်ဘူးအလောင်းတော်ဘွားကပဲဒီကိုချင်းနဲ့သိချင်းဆိုတာကိုပရိစ္ဆသမုပ္ပါမှာပဲမြတ်စွာဘုရားထည့်သွင်းပြီးတော့ဟောတာပရိစ္ဆသမုပ္ပါဖြင့်တတ္တဝါတွေဘဝကိုပုံဖော်ပြီးတော့ပြတဲ့အခါမှာသာတိပစ္စယသဗ္ဗမရဏံဆိုပြီးတော့ဘဝတစ်ခုမှာဘာနဲ့အစာပြုပြီးတော့ဘာနဲ့ဆုံးသတ်တယ်ဘဝဘာကြောင့်ရလာတယ်ဆိုတာတွေကိုအခြေခံကစပြီးတော့မြတ်စွာဘုရားရှင်းလင်းဖော်ပြထားအဲ့တော့မြတ်စွာဘုရားရဲ့ဉာဏ်တော်ထဲမှာဒီအိုခြင်းဆိုတဲ့သဘာဝတရားသိခြင်းဆိုတဲ့သဘာဝတရားဟာအလုံးကိုကြီးမားတဲ့ဘေးရန်ကြီးတစ်ခုအဲ့ဒီဘေးရန်ကြီးတစ်ခုရဲ့လွန်မြောက်နိုင်တဲ့နေရာဆိုတာရှိလို့ရှိရမယ်ဘုရားအလောင်းတော်ဘဝကလေးကပဲဒီချက်တွေးလို့ဆင်နေခဲ့ဘုရားရှိတဲ့အခါကျတော့ရှင်းရှင်းကြီးသိသွားဒါကြောင့်မလို့ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းမှာတော့ဖြေရှာလို့မရဘူးဟိုဘက်ကမ်းကိုကူးရင်တော့ဟိုဘက်ကမ်းကငြင်းညမ်းတယ်ဟိုဘက်ကမ်းမှာကိုရင်းဆိုတာမရှိဘူးနာရင်းဆိုတာမရှိဘူးသိရင်းဆိုတာမရှိဘူးဘာကြောင့်မရှိလို့ဆိုမွေးဖွားခြင်းဆိုတာမရှိလို့ပဲဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေဟာကိုရင်းနာခြင်းသိခြင်းစတဲ့ဆင်းရဲဒုက္ခတွေကနေမလွန်မြောက်နိုင်တဲ့သို့မဟုတ်ဆင်းရဲဒုက္ခတွေအလွန်များပြားပါတဲ့ဒီမှာပဲကံကိုမနေကြပဲနဲ့ခုမှာပဲကံကိုတွားဖို့လိုအပ်တယ်မှန်ပါပါဗျာဘုမကကံကိုအရောက်မတော်နိုင်တဲ့ပုဂ္ဂိုလ်တိုင်းဟာကိုရင်းနာရင်သိခြင်းလို့ဆိုတဲ့ဒီဆင်းရဲကအကြီးဆုံးဆင်းရဲကိုပြောပြဒီကြားထဲမှာတောကဆိုတာပရိဒေဝဆိုတာကိုဆင်းရဲမှုဆိုတဲ့ဒုက္ခစိတ်ဆင်းရဲမှုဆိုတဲ့ဒေါမနတစိတ်ပင်ပန်းမှုဆိုတဲ့ဥပါယတအလုံးဟာကြုံတွေ့ရမှာဒုက္ခတွေကြီးပဲလို့ဒီဒုက္ခတွေဆက်ဆက်မပြတ်ရှိနေတဲ့ဒီမှာဘက်ကံကနေပြီးတော့ဟိုဘက်ကံကိုသွားဖို့
အရေးကြီးကြိုးစားရမယ်လို့ဒီတော့ကဒီလိုဆုံးလို့ မှန်လားပါဗျာ